Good morning everyone. This is Taswe from MIPD Institute. ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ what do you do in your job? ကိုယ့်ရဲ့အလုပ်ထဲမှာကိုဘာအလုပ်လုပ်လဲဆိုတဲ့ဟာမျိုးကိုပြန်ပြီးတော့တစ်ဖက်လူကိုရှင်းပြရှင်းတဲ့အခါကျရင်အင်္ဂလိပ်လိုဘယ်လိုပြောရမလဲ။တနည်းအားဖြင့်ဆိုရင်ကိုလုပ်ငန်းခွင်ထဲမှာဘာတာဝန်ယူထားလဲဆိုတဲ့ဟာကိုပြောချင်တဲ့အခါကျရင်လေဒီကျွန်တော်အခုပြောမယ့်အကြောင်းအရာတွေကိုပြောပြီးတော့သုံးလို့ရပါတယ်။အဲ့ဒါကိုပြောမယ်ဆိုလို့ရှိရင်ခမရမှာရွေးချယ်စရာ၃ခုရှိပါတယ်ဆိုလိုချင်တာပုံစံ၃ခုနဲ့ပြောလို့ရပါတယ်၃ခုစလုံးကိုတီးထားရင်ကောင်းတယ်အဲ့ဒီမှာတစ်ခုခုကိုမဖြစ်မှန်နဲ့တီးထားဖို့တော့လိုပါတယ်လွယ်တဲ့ဟာအဆင်ပြေမယ်ထင်တဲ့ဟာကိုရွေးပြီးတော့ပြောလို့ရပါတယ် The first one is ပထမတစ်ခုက I'm responsible for I'm responsible for updating the company website company ရဲ့ website ကို update လုပ်တာကျွန်တော်တာဝန်ရှိပါတယ်ဒီလိုမျိုးဖြေလို့ရပါတယ်နောက်ထပ်ပုံစံတစ်ခုက I am in charge of အခုမှကျွန်တော် example တစ်ခုပြောရမယ်ဆိုရင် I am in charge of interviewing candidates for job အလုပ်လာလျှောက်တဲ့သူတွေကို interview တာကျွန်တော်တာဝန်ဖြစ်ပါတယ်နောက်ပုံစံတစ်ခုက my job involves giving tours of the museum ကို tours လုပ်ပေးတာကျွန်တော်တာဝန်ရှိပါတယ်ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ပြောလို့ရပါတယ်၃ခုပါပြန်ပြောပါမယ် I am responsible for I am in charge of the third one is my job involved ဒီ၃ခုစလုံးရဲ့အနောက်မှာ verb ing နဲ့တွဲပြီးပြောရပါတယ် verb ing လုပ်တယ်ဆိုတာဒီကျွန်တော်တို့ noun ပုံစံမျိုးပြောင်းလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီပုံစံနဲ့ကိုဘာတာဝန်ယူထားလဲလုပ်ငန်းခွင်ထဲမှာ company မှာဘာတာဝန်ယူထားလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့အဆင်ပြေမယ်ထင်တယ်ကိုတာဝန်ယူထားတဲ့ဟာကိုအစားထိုးပြီးတော့ပြောကြည့်ပါအဲ့တော့ဒီ day မှာအားလုံးကိုမမှတ်မိနိုင်ရင်တော့မှအနည်းဆုံးတစ်ခုတော့ဖြစ်အောင်လုပ်ပါအားလုံးကိုကျေးဇူးတင်ပါတယ် See you next time